အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ International School တွေမှာသုံးများတဲ့ Pearson စာအုပ်လေးတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ် Pearson စာအုပ်လေးတွေကတသားမိမိတို့ရဲ့တွေးခေါ်နိုင်စွမ်းတွေကိုဘယ်လိုမြင့်တင်ပေးနိုင်မလဲဆိုတာသိဖို့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြပါအောင်နော်ပထမဆုံးမိတ်ဆက်ပေးခြင်းကဒါကတော့ Pearson English စာအုပ် series လေးပဲဖြစ်ပါတယ် Pearson English series မှာဆိုလို့ရှိရင် fiction, non-fiction နဲ့ activity ဆိုပြီးတော့သုံးအုပ်ပါဝင်ပါတယ်ဒီ series လေးကတရားတွေဝေါ်ဟာရတွေကိုသင်ပေးရမျိုးမဟုတ်ဘဲနဲ့စိတ်ဝင်စားစရာကမ္ဘာအကြောင်းအရာတွေတဘာဝပတ်ဝန်းကျင်နဲ့လူမှုဇာတ်လမ်းတွေကိုအခြေခံပြီးဖတ်ချင်ပြောချင်စိတ်ရှိအောင်ဆွဲဆောင်ပေးထားတဲ့စာအုပ်လေးတစ်မျိုးဖြစ်ပါတယ်။ Post skill လုံးကိုမြင့်တင်ပေးနိုင်တဲ့အပြင်စာဖတ်စွမ်းရည် reading comprehension နဲ့ဖန်တီးရေးသားနိုင်စွမ်း creative writing ကိုတတိတသာအားကောင်းစေတဲ့သင်ယူလေးပဲဖြစ်ပါတယ်။နောက်ထပ်မိတ်ဆက်ပေးခြင်းနဲ့ series လေးကတော့ Pearson Science ပါ။သသားမိတို့သိပ္ပံနည်းကျမေးခွန်းတွေမေးတတ်လာပြီးအကြောင်းရင်းနဲ့အကျိုးရလဒ်ကိုချိတ်ဆက်တွေးခေါ်လာတတ်အောင်ဖန်တီးပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ Pearson Science မှာဆိုရင် Bio, Chemistry, Physics စတဲ့ဘာသာရပ်တွေရဲ့အခြေခံတွေကိုငယ်စဉ်ကတည်းကသိရှိလာအောင်လက်တွေ့ကျတဲ့တရုပ်ဖော်ပုံတွေနဲ့တွဲပြီးရှင်းပြထားလို့သိပ္ပံကိုဆွဲလန်းသွားစေမယ့်စာအုပ်လေးပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Power Max စာအုပ်လေးပါ Mastery Approach လို့ခေါ်တဲ့သင်္ချာရဲ့သဘောတရားအယူအဆတစ်ခုကိုသိချပိုင်နိုင်စွာနားလည်သဘောပေါက်အောင်တည်ဆောက်ပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ပုဒ်စာတစ်ခုကိုတွက်နည်းတစ်ခုလည်းမဟုတ်ပဲနီလန်းမျိုးစုံနဲ့စဉ်းစားတွေးခေါ်တတ်အောင်လေ့ကျင့်ပေးပါတယ်သင်္ချာကြောင့်နေတဲ့သားသမီးတို့အတွက်လည်း Math Confidence ကိုရစေတဲ့ series လေးဖြစ်ပါတယ်ဒီနေ့မိတ်ဆက်ပေးသွားတဲ့ critical thinking ကိုအားကောင်းစေတဲ့ Pearson သင်ရိုးစာအုပ်လေးတွေကိုရှာနေရဆိုရင် message box မှာအခုပဲလာရောက်မေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်